အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်တိုင်တူဒီ channel လေးပြန်လည်ပြီးကြိုဆိုပါရစေဒီနေ့ထွက်သွားတဲ့ကဏ္ဍကမနက်က6ခွန်နော်မနက်က6ခွန်နဲ့ဒီနေ့ကခွန်လုံးပိုင်အောင်နဲ့နေကုန်ပတိတက်အောင်နဲ့နော် sorry ကျွန်တော်2ရက်အတွင်းပေးတဲ့ပတိ၄ရှစ်ဒီဘက် break 3ရှစ် break 3 break ထွက်ပြီဟုတ်ပြီနော်အဲ့ဒီမှာကိုကျွန်တော်မနေ့ကကျွန်တော်ပြောခဲ့တယ်3ရှစ် break ရ9-3ညခွန် break ဆိုတော့ဒီမှာ9-3ည break နဲ့3ရှစ် break တစ်လုံးစီချမယ်လို့ကျွန်တော်ပြောတယ်3 break ကြတယ်5 break ကြတယ်ဟုတ်ပြီနော်ဒီ9ခွက်ကလာမှာဗျလာလိမ့်မယ်နော်အဲ့ဒီတည်းတစ်ချက်သတိထားပေးပါနော်မိမှာဆိုလို့ပါနော်ဒီမှာ16တလုံးတစ်ဖက်စာက3 break ထွက်ပြီနော်ဒီမှာခွန်6ပြီးနေကုန်ပတိရကျော်တစ်ဖက်စာပတိရတစ်ပတိထွက်ပြီရွှေခွက်တော့မပါဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်မနက်ဖြန်ကအင်္ဂါနေ့မှာဆိုရင်နော်အင်္ဂါနေ့မှာထွက်ထားတယ်လို့ကျွန်တော်ပြောမယ်အဲ့ဒီခွန်6အားထွက်ရင်လိုက်မ4 9နဲ့8 9အဲ့တော့ကွာနော်လိုက်ပါပြီးရင်စကားမဆိုကျွန်တော်ရဲ့ channel ကို like subscribe မလုပ်ရသေးဘူးမိတ်ဆွေတို့ subscribe လေးလုပ်ထားပေးပါနော်ပြီးရင်ကျွန်တော်ဗီဒီယိုတင်နိုင်မြင်အောင်ကျွန်တော်ဗီဒီယိုဖိုင်လေးအောင်မှာလက်မှတ်လေးတစ်ချက်စီတော့နှိပ်ပေးသွားကြပါဗျာနော်ဟုတ်ပြီနော်ခွန်6အထွက်ရင်4 9နဲ့8 9ဒီနှစ်ကွက်ထဲတစ်ကွက်လာမယ်တစ်ခါတလေပြက်ပြန်တော့ရှိတယ်နောက်ကြရင်တော့လိုက်ပါဗျာနော်ပြီးရင်1 4အထွက်ရင်ခွန်8 90အပူပါအခွေနော်ခွန်8 90အပူပါခွေလိုက်ထွက်တယ်ဟုတ်ပြီနော်ပြီးရင်ဒီနေ့ဒီမှာကြည့်မနေ့6ခွန်ညနေ4တက်အလဲခွန်4အဲ့လိုအလဲခွန်4ကြာရင်ဘာလိုက်မဆို3ည5 1 6အခွေသူလည်းအပူပါပဲဟုတ်ပြီနော်ဒီနေ့ကနန်းထွက်စင်ရတဲ့မူကဒါပဲရှိမယ်အဲ့ထဲမှာဆိုရင်ကျွန်တော်ကြိုက်တဲ့အခွေဒီအခွေကိုပို့ကြိုက်တယ်3ည5 1 6အခွေကိုနော်3ည5 1 6အခွေကိုပို့ကြိုက်တယ်ပြီးရင်ဒီနေ့တနင်္လာနေ့မနက်မှာ6ထိပ်စီထွက်ထားတယ်6ထိပ်ထွက်ထားရင်3 6ပတိကို3ချိန်တွင်ပြန်လိုက်အဲ့တော့မနက်ဖြန်က3 6ပတိတဲ့တစ်လုံးလာမယ်ဆိုတဲ့သဘောပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီနေ့တွေးရှိတဲ့မူတွေဒီလောက်ပဲရှိတယ်ပြီးရင်ဒီမှာက3 break နော်3 break ဆိုဒီမှာက5 break break နှစ်ခတ်ဖြစ်နေ3ရက်ပါဝါ8နော်3ရက်ပါဝါ8 5ရက်ပါဝါ3ညဆိုတော့3580အခွေထဲမှာဆိုကျွန်တော်ကြိုက်တာဒါရင်3ည5 1 6အခွေဒီအခွေနှစ်ခုကျွန်တော်ကြိုက်တယ်နော်3580အခွေရ3ည5 1 6အခွေရပုံတူဆိုရင်50အားဟုတ်ပြီနော်ပုံတူပါဆိုရင်50အားအဲ့တော့ဒါမိတ်ဆွေကြိုက်တဲ့ဟာကိုလိုက်ပါဒီထဲကဒီ4 9နဲ့8 9ဆိုတော့ကနည်းနည်းပြက်ပင်ရှိတယ်ခွန်8 90တခါတလေပြက်ပင်ရှိတယ်ဒီမူကလုံးဝမပြက်တဲ့မူ3ည5 1 6အခွေအဲ့ဒါကြောင့်မလို့3ည5 1 6ခွေနဲ့ဒီက brain နှစ်ခတ်မူခွေဒီအခွေနှစ်ခုကိုကျွန်တော်ပို့ကြိုက်တယ်ဒါမိတ်ဆွေတို့ကြိုက်တဲ့ဟာကိုလိုက်ဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်နေလိုက်သွားအောင်နော်ကျွန်တော်နေတိုက်သွားမယ်လို့နော်
မနက်ဖြန်အတွက်နေကုန်လုံးမှန်အားငါးတစ်လုံးရှိမယ်နော်နေကုန်ပတ်သီးက၄နှစ်ပတ်သီးရှိမယ်ဟုတ်ပြီနော်ကီးခွေက3168ကီးခွေဒီကနေထွက်မယ်ဆိုရင်13နဲ့16နော်ပြီးပေါက်ထွက်မယ်ဆိုရင်13နဲ့16ဟုတ်ပြီနော်အဲ့တော့ကျွန်တော်နေကုန်ထိုးခွက်ထုတ်မယ်4နဲ့ဆိုရင်43 41 46 48နှစ်နဲ့ဆိုရင်23 21 26 28ပြီးရင်ဒီမှာခုနကျွန်တော်ပြောဖို့မေ့ပါတယ်အဲ့ဒီတနင်္လာနေ့မနေ့6ထိပ်စီထွက်ထားပြန်ကြတတိထားပြန်ကြလာနိုင်တယ်နော်ပြန်ကြလာနိုင်တယ်အဲ့ဒါလေးတတိထားပါ36ပတ်သီးနဲ့ပြန်ကြပေါ့နော်ဒီ6ထိပ်ထွက်ထားလို့ကဲအဲ့တော့မနေ့ဖန်တော့ကျွန်တော်ရဲ့ break ဆိုရင်3ည break 6 break 9 break 9 break ရှိမှာဟုတ်ပြီနော်အဲ့တော့ဒီ break ထဲမှာဆိုရင်ကျွန်တော်ကြိုက်တာက6ခွန် break ကိုကြိုက်ကျွန်တော်နော်6ခွန် break ကိုကြိုက်တယ်အဲ့တော့ဒီ4နဲ့ဆိုရင်ကျွန်တော်ကြိုက်တာက43 46နော်43ဟုတ်တယ်43နဲ့48ပေါ့နော်43 48 23 28ကြိုက်တယ်ဟုတ်ပြီနော်ကဲအဲ့တော့မနေ့ကကျွန်တော်ပထမမင်းကိုကျွန်တော်ရွှေ့ပေးမယ်နော်ပထမမင်းကိုရွှေ့ပေးမယ်ဆိုရင်49 40 49 40 46နော်နှစ်နဲ့ဆိုရင်29 20 26ဟုတ်ပြီနော်နေကုန်နှစ်ကွက်ကောင်းဆိုရင်59နဲ့50အားနော်နေကုန်နှစ်ကွက်ကောင်းอ่ะ59နဲ့50အားနေကုန်တစ်ကွက်ကောင်းပေးပါဆိုရင်54အားကျွန်တော်မိတ်ဆွေတို့ထည့်ရေးပေးမယ်နော်45 46 49 56 59အဲ့5ခွက်မမေ့ပါနဲ့ဟုတ်ပြီနော်အဲ့တော့အင်္ဂါပုတ္တဟူး2ရက်မှာ9-3 ရက်ပတ်သီးဟုတ်ပြီနော်အင်္ဂါပုတ္တဟူး2ရက်မှာဆိုရင်9-3 ရက်ပတ်သီးအဲ့တော့ခုနကျွန်တော်ဒါကတော့ဒါနေတိုင်းကျွန်တော်ပေးတဲ့နေတိုင်းပါအဲ့တော့မိတ်ဆွေတို့အခွေသမားတွေကဒီအခွေနှစ်ခုတဲ့မိတ်ဆွေတို့ကြိုက်တဲ့အခွေတစ်ခုလိုက်380အခွေလိုက်လိုက်ဒါမှမဟုတ်316အခွေလိုက်ရင်လိုက်နော်380ဆိုရင်ဒီကောင်အဲ့မူကလည်းပြက်ခဲတယ်ပြက်ပင်မရှိဘူးဒီအခွေမူကလည်းပြက်ပင်မရှိဘူးအားကြောင့်မလို့မိတ်ဆွေတို့ဟိုကြိုက်တဲ့ဟာကိုလိုက်ပါပတ်သီးဆိုရင်36ပတ်သီးဒီ6ထိပ်ထွက်ထားခြင်းကြောင့်ဒီတနင်္လာနေ့6ထိပ်ထွက်ထားခြင်းကြောင့်ဒီမှာ36ပတ်သီးနဲ့ပြန်ကြလာနိုင်တယ်အဲ့တော့ပြန်ကြကိုတော့သတိထားပါဗျနော်ဒီမှာလည်းကျွန်တော်ဒီနေ့နေ့တိုင်းမှာပေးတယ်၄တစ်ပြန်ကြတဲ့ပုဂ္ဂိုလ်ပါအဲ့တော့ကျွန်တော်ဒီမှာရေးပေးလိုက်မယ်နော်ပြန်ကြသတိထားဟုတ်ပြီနော်ကဲအဲ့တော့ဒါတော့အင်္ဂါနေ့တော့ပါကျွန်တော်မိတ်ဆွေကျွန်တော်မျိုးတွေဆက်လက်အောင်မြင်ကြပါစေလို့နော်ကျွန်တော်စုမကောင်းတောင်းနဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီပါလေးရနာလိုက်ပါတယ်ကျွန်တော်မိတ်ဆွေတွေရဲ့မိတ်ဆွေအပေါင်းအသင်းတကယ်ကြီးတွေရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့ပြောပေးခြင်းဖြင့်ကျွန်တော်ကိုကူညီကြပါလို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီပါလေးရနာလိုက်ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေဗျာ